ဒီနေ့ကတော့ပသိမ်ကြီးဘက်ကိုသွားရင်ကနေပြီးတော့မှဒီအကျော်ဆိုင်လေးတစ်ဆိုင်ကိုကောက်ညှင်းမောင်းနဲ့ကြော်ဆိုင်လေးဆိုင်ကိုတွေ့ခဲ့ပါတယ်အရန်ကိုမှပဲစားလို့ကောင်းပါတယ်အိုးတွေကလည်းအများကြီးပဲတန်ရှင်းတက်ရနေရပဲဒါကတော့မန္တလေးအကျော်ဆုံးဘူဘူနွေးနွေးတွေပါအမကြည့်လိုက်ပါတော့ကြော်နေရတော့စုံမဲ့အများကြီးပဲဘူးဒီကြော်တွေပါတယ်မန္တလေးမပဲကြော်တွေပါတယ်ပြီးရင်ဟိုတိုးဘူးကြော်တွေလည်းပါတယ်ဒါစပယ်ရှယ်ပဲအများကြီးပဲရောင်းရတယ်အားရောင်းရအဲ့ဆိုင်ကကောင်းပါလေဒါကောင်းတယ်ပြီးလို့ရှိရင်အုံးကြီးနဲ့ကောင်းကြီးနဲ့ပေါင်းတဲ့အုံးပေါင်းပေါ့အုံးပေါင်းကိုကြိုင်းနေရပဲကိုကြိုင်းတော့အုံးပေါင်းတွေလည်းဝယ်စားခဲ့လိုက်တာဈေးလည်းမကြည့်ဘူးနော်တစ်ထုပ်မှာ1000ပဲပြရ1000မိုးဆိုလို့ရှိရင်ဟိုကအများကြီးစားရတယ်ပြီးလို့ရှိရင်သူကအုံးကြီးနဲ့ဟိုဟာငါကောင်းကြီးနဲ့လည်းမကောင်းပဲနဲ့ကောင်းကြီးနဲ့လည်းပါတယ်ပေးပါတော့ပဲကောင်းမြင်ပေါင်းပေါ့အဲ့ဒါလည်း1000မိုးရတယ်1000မိုးဆိုတစ်ထုပ်ညာဝရတယ်နော်ညာရအရင်စားလို့ကောင်းတယ်အဲ့ဒါမပဲလေးနဲ့ပေါင်းထားရတာပေါ့ဒါကြတော့ဌာပနာထုတ်ပေါ့နော်ဌာပနာတော့ကလည်းအမွေးကြိုင်ရပဲပြီးလို့ရှိရင်ကစုံဥလုံးလေးတွေငပြောသီးကြောလို့ရှိရင်ဟိုအကြံသေးတယ်ပြောင်းမှုကြော်တောင်ပါသေးတယ်ကြည့်ခဲ့ရလို့နော်အဲ့ဒါတွေကတော့ဘူးသီးတွေကြော်နေတာပေါ့